အားလုံးပဲမင်္ဂလာပါကီကီကပန်ဆိုင်ရနေကြိုဆိုပါရနော်အခုလေဖနက်ကလေးတွေကဒါလေးတွေကစတော့ပြတ်တော့မှာပါရှင်နည်းနည်းပဲရှိပါတယ်အခုဒီစင်ပေါ်မှာပေါ့နော်ဒီစင်ပေါ်မှာရှိသလောက်ပဲရှိတော့တယ်နော်ဒီဥစ္စာလေးတွေကအယောင်က2ယောင်ပဲရှိတော့တယ်နော်ဒီမှာကအစိမ်းရောင်နဲ့လိမ္မော်ရသူ့ရဲ့နံပါတ်ကလေးကကြတော့36ကနေပြီးတော့မှ40ထိပဲရှိပါတော့တယ်နော်အဲ့ဒါကြတော့အများသောအပြင်တော့ဒီဥစ္စာလေးတွေကလူလက်ပိုင်းလေးတွေစီးရင်တော့ပိုကောင်းတာပေါ့နော်ဒီဥစ္စာလေးတွေက1000ခွဲပါဈေးလည်းမတက်သေးပါဘူးအရင်ဈေးလေးလေးပဲရောင်းပေးပါတယ်အဲ့လိုလဲဆိုတော့ကျမစတော့ကလည်းပြက်ခတ်နေပြီဆိုတော့ပစ္စည်းတစ်လည်းထက်ရောက်ဖို့ဟာကြာအောင်မယ်ရှင်နော်ဒီမှာကြည့်ဒါလေးတွေပါလို့ဒီမှာချုပ်ရိုးချုပ်သားလဲဒီမှာတေးသေးချာချာလေးချုပ်ပေးထားပါတယ်နော်ဒီမှာတေးသေးချာချာချုပ်ပေးပါတယ်အဆင်ပြေပြေလေးနော်ဒီဥစ္စာလေးတွေက18000ဒါပေမဲ့ပန်းရောင်လေးကရှိတော့ရှိတယ်ပန်းရောင်လေးကတော့နည်းနည်းနေတာပေါ့နော်ဆိုတော့နည်းနည်းနေတယ်အဲ့ဒါလေးပဲရှိပါတယ်ဒါလေးကတော့18000ပါကျမတို့ပစ္စည်းမျိုးစားကများများမရှိတော့ဘူးရှင်နည်းနည်းပဲရှိတော့နော်ဒီမှာဒါလေးတွေတစ်ချက်ပြပြီးမယ်ဒါလေးတွေကတော့အယောင်စမ်းလေးတွေအယောင်စမ်းလေးကလည်းနည်းနည်းပဲရှိတယ်ဒါပေမဲ့အယောင်စမ်းလေးကလည်းနံပါတ်ကအတူတူပဲဒါလေးကကြတော့18000နော်ဒီမှာအစိမ်းလေးရှိမယ်မယမ်းလေးရှိမယ်နောက်ပြီးတဲ့ခါကျတော့ဒီမှာပန်းရောင်လေးနဲ့အနက်ကလေးနဲ့ရှိမယ်ဒီအယောင်စမ်းလေးကတော့ဒီဥစ္စာလေးကတော့18000ပါเนาะဒီမှာဒီ3ရောင်ရှိပါတယ်ဒါလေးတွေမှာခြင်းနေဆိုရင်เนาะမှာယူလို့ရတယ်เนาะစတော့ကများများမရှိတော့ပါဘူးဖြစ်နောက်ပြီးတဲ့ခါကျတော့ဒါကတော့ပူတယ်လဲကတ်လို့ရတယ်ရှိုးစီလဲစီလို့ရတယ်ပေါ့เนาะဒီဥစ္စာလေးတွေကတော့ဒါဘောကန်ဖက်ပါဘောကန်ဖက်ကကြတော့ကျမတို့40ကနေပြီးတော့မှ40လေး1လေး2လေး3 44ထိရှိပါတယ်အဲ့ဒါကတော့ဘာရောင်လေးရှိလဲဆိုရင်အဝါလေးတွေရှိမယ်လိမ္မော်လေးတွေရှိမယ်နော်နောက်ပြီးတော့ခါကျဒီလိုမျိုးပေါ့44ထဲမှာဆိုရင်လည်းအစိမ်းလေးတွေရှိမယ်ပေါ့နော်ဒီဥစ္စာလေးတွေကတော့ဒါကကွင်းကြီးကန်နဲ့ဖက်နှက်ပါနော်သူ့ရဲ့ချုပ်ရိုးချုပ်သားကမာနေကြလူဆိုရင်သိပါတယ်ဒီမှာနော်ဒီမှာဆိုရင်လည်း repeat ရိုက်ထားတယ်ဒီမှာချုပ်ရိုးချုပ်သားနော်ဒါပေမဲ့ကျမတို့ပေါ့ဥပမာနံပါတ်40မှာဒီအယောင်လူချင်းလဲဆိုရင်တော့မရှိဘူးပေါ့နော်ရှိတဲ့နံပါတ်မှာရှိတဲ့အယောင်တော့ရမယ်2ယောင်လည်းပဲရပါလေနော်မာယူခြင်းနဲ့ဆိုရင်တော့0989969548ကိုမာယူလို့ရပါတယ်ရှင်။ဘကိုးနာကနေနီနာဆိုင်ကိုလာပြီးတော့အားပေးခြင်းနဲ့ဆိုရင်တော့မဟာမြိုင်မီပွိုက်တပင်ရွှေထီးလန်းဗဒူးစေကုန်းပေါ်ဥတ္တမြို့သစ်အနော်ရထားလမ်းမှာပါပြီးတော့အားပေးလို့ရပါတယ်နော်ဒီဥစ္စာလေးတွေဒီ stock ကတော့ဒါပဲရှိတော့တယ်များများမရှိတော့ဘူးနော်။နည်းနည်းလေးမှရပါမယ်ရှင်ပစ္စည်းကလည်းပြတ်တော့မှာပါနော်။အားပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်အားပေးတဲ့လူတိုင်းကိုတယောက်ချင်းစီတိုင်းပေါ့နော်။ကြံနေတာပြက်လိုက်ပါ